မွေးစားမိဘတွေပေါ်မှာကျေးဇူးတည်တဲ့လုပ်ရတဲ့တခုကြောင့်လူတွေချစ်ခင်ခြင်းကိုခံနေရတဲ့ထက်ထက်မို့သူမကိုထိတ်တန့်မင်းမင်းဖြစ်လောက်ပြုစုပြောထောင်ပြီးခဲ့တဲ့မွေးစားမိဘတွေကိုကျေးဇူးဆက်ခဲ့တဲ့လုပ်ရတဲ့တခုကြောင့်ချင်းကျူးခံနေရတာကထက်ထက်မို့ပါ။ဒီချိန်မှာတော့အားလုံးသိကြတဲ့အတိုင်းကိုသေးကိုတော့ကိုဝဲနဲ့တွဲပြီးတော့မွေးထားတဲ့သားသမီးတွေတော့မိဘကျေးဇူးကိုမသိကြတဲ့သူတွေအများကြီးပါ။သားသမီးတွေကမိဘကိုဆုံးမြင်ကြတယ်ရှိလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြည်သူ့ချစ်ဝိုင်းရဲ့မင်းသမီးကြီးအကယ်ဒမီထက်ထက်မိုးကတော့မိဘရင်းတော်မဟုတ်ဘဲနဲ့မွေးစားမိဘတွေကိုပါတာဝန်ကျေလိုက်တာပါပရိသတ်တွေကတော့ကျေးဇူးတည်တယ်လို့နဲ့ထက်ထက်မိုးကိုချီးကျူးကြသလိုအထီးကျန်တာနေမကောင်းရှာတဲ့ထက်ထက်မိုးကိုလည်းတနာကြပါအားလုံးသိကြတဲ့အတိုင်းထက်ထက်မိုးဟာမြန်မာနိုင်ငံမှာအောင်မြင်ကျော်ကြားရင်ထိတ်တဲ့မင်းသမီးကလပ်ပါအနုပညာလောကမှာထက်ထက်မိုးရဲ့နွမ်းမုံတွေကိုတခြားသောအနုပညာရှင်တွေတရားမှမမီပါဘူးထက်ထက်မိုးဟာပုံရွှေမှစပြီးတော့ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာပရိသတ်တွေရဲ့တင်နှောင်းကိုဆွဲညှောင်းတရုပ်ဆောင်နိုင်အောင်ကိုတွေ့ရပါတယ်ဒါအပြင်ထက်ထက်မိုးဟာ TV ကြောင်ညာလောကမှာလည်းစီးပွားရေးလုပ်ငန်းရှင်တွေအားလုံးဟာခုမုံအလေးထားခံရတဲ့ထိတ်တန့်မင်းမီကလပ်ဖြစ်ခဲ့ရပါထက်တန့်ဘုံနဲ့မှမကြော်ကြရင်ဘယ်လိုတော့တခြားသောမင်းမီနဲ့ကြော်ကြပါစေကြော်ညာမပေါက်တဲ့ခေတ်တစ်ခုကလည်းဒီပညာလောကမှာမှန်တကယ်ကိုရှိခဲ့ပူပါတယ်ဒါကြောင့်လည်းပရိသတ်တွေကထက်တန့်မို့သူတို့ရဲ့နှလုံးသားတွေကတရုပ်ဆောင်မင်းမီလေးဖြစ်နေသတ်မှတ်ထားကြတာပါထက်တန့်မို့ကိုဘယ်လိုအခြေအနေမျိုးမှမဆိုပရိသတ်တွေကထက်တန့်မို့ကိုပဲအားပေးကြတာပါခိုးလေထက်တန့်မိုးဟာဘိုးဘမျိုးကမယောင်မလင်းကြောင်းခုလေးမှုံရွှေလိုထိန်တန်းမင်းမီထက်တန့်မိုးခင်လာဝေးစားခဲ့တဲ့မိမနှစ်ပါးကိုကျေးဇူးဆက်လိုက်တာဖြစ်ပါတယ်ထက်တန့်မိုးဟာမိဘရင်းနဲ့ဆွေမျိုးတွေလည်းစောင့်ရှောက်တတ်သူဟာပရိသတ်တွေကတော့ကျေးဇူးတည်တယ်မဲ့ထက်တန့်မိုးကိုချီးကျူးကြတာပါဒါအပြင်ထက်တန့်မိုးကိုနေကောင်းချမ်းသာစေချင်တာပါထက်တန့်မိုးကလူပညာလောကမှာအောင်မြင်ခဲ့ပေမဲ့လည်းအခြေအနေနဲ့မိသားစုဘဝမှာကန့်ခေသူလေးပဲဖြစ်ပါတယ်ထက်တန့်မိုးဟာအိမ်အောင်ဆက်တွေများပေမဲ့လည်းခုချိန်မှာတော့တယောက်တည်းထိကျန်စွာနေရသူပါဒါပေမဲ့ထက်တန့်မိုးဟာသူမရဲ့ဒူဝီသောသမီးလေးကိုတော့သိချစ်တာဖြစ်ပါတယ်ဒီသမီးကြီးထက်တန့်မိုးကဒူဝီသောသမီးလေးစစ်လုံးဝရီထက်ကိုနှလုံးရောဂါအပါဝင်တခြားသောရောဂါတွေအများကြီးငယ်မကြမ်းမမာတဲ့အချိန်ကြားတဲ့ကောင်သူမရဲ့မျိုးဆက်အနေနဲ့ရအောင်မွေးဖွားခဲ့ရပါခုဆိုရင်တော့ထက်တန့်မိုးရဲ့ကျမ်းမာရေးမကောင်းယောဂါပေါင်းစုံဆွဲကပ်နေရပါအထူးသဖြင့်တော့ထက်တန့်မိုးဟာစိတ်မကောင်းတာတွေဝမ်းနည်းရတွေများလာကြောင်းလည်းနှလုံးရောဂါဆွဲကပ်လာတာပါဒါအပြင်ထက်မိုးကညဘက်တွေ live series ရောင်းချတာကြောင့်လည်းအဲ့ဒီပြက်အစားပြက်ကခန္ဓာကိုယ်ကျန်းမာရေးချိုးရင်းလာတာဖြစ်ပါတယ်ဒါအပြင်ထက်မိုးဟာအစားအစာတွေကိုချင်းချင်းငန်းငန်းဆက်ဆက်ကိုမှစားချင်တာကြောင့်လည်းတွေးတို့နဲ့အသေးရောဂါတွေဆွဲကပ်လာတာပါဒါကြောင့်လည်းထက်မိုးဆေးရုံပကြာခဏတက်နေရတာပါနောက်ဆုံးမှာတော့သူ့ရဲ့ကျန်းမာရေးအခြေအနေဟာမြန်မာနိုင်ငံမှာတော့ကုသလို့မရနိုင်တော့တဲ့အဲ့လိုမျိုးအခြေအနေကိုဆက်ရောက်လာတာပါဒါကြောင့်လည်းထက်မိုးဟာထိုင်းနိုင်ငံဘန်ကောက်မြို့ထိကိုတွားရောက်ပြီးတော့ကုသခဲ့ရပါတယ်ဒါမှယောဂအခြေအနေမပြောက်ကင်းဩစတြေးလျနိုင်ငံကိုတွားရောက်ကုသခဲ့ရတယ်လို့ပြောပါတယ်တိတ်မကြသေးခင်ကလည်းထက်မိုးရဲ့ကြောက်ကတ်မှာကြောက်တွေတဲနေပြီးဘိုက်တွေခါးတွေမှာလည်းအရန်ရန်ကိုနာကျင်ကဆေးရုံတက်ခဲ့ရပါတယ်ဒါကြောင့်လည်းဆေးရုံကလေးမှာတနာဆွဲလေးနဲ့လျောင်းနေတဲ့ထက်မိုးရဲ့ပုံရိပ်ကိုမြင်တွေ့ရပါတယ်ရိသတ်တွေကတော့အချစ်တော်မင်းသမီးလေးကိုတနာနေကြတာပါဒါကြောင့်လည်းနေကောင်းချမ်းသာစေချင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမွေးစားမိဘတွေကိုကျေးဇူးဆက်ခဲ့တဲ့ထက်မိုးပေါ်မှာမိမိရဲ့အမြင်လေးကိုလည်းပြောသွားခဲ့ကြပါအောင်ရှင်